လုပ်ပေးချင်တာကတော့တစ်ခုခုကိုအခုလေးတင်လုပ်တော့မယ်လုပ်ဖို့နည်းနည်းပဲလိုတော့တယ်ဆိုတဲ့အခြေအနေမျိုးမှာသုံးရတဲ့ pattern လေးပါအဲ့ဒါကတော့ I'm about to ဆိုတဲ့ပုံစံလေးဖြစ်ပါတယ်ဥပမာဝမ်းနဲ့ဆရာကောင်းလွန်းလို့ငိုတောင်ငိုမိတော့မယ်ဆိုရင် I'm about to cry လို့ပြောပါတယ်ဒါမှမဟုတ်တစ်ခုခုကိုစတင်တော့မဲ့အခါမျိုးမှာလည်း I'm about to start လို့သုံးလို့ရပါတယ် going to ထက်စာရင်သူကပို့ပြီးတော့အချိန်နီးကပ်တဲ့သဘောကိုဆောင်တယ်နောက်ထပ်ဥပမာတစ်ခုပြောပြပေးပါမယ်ကျမတို့ပြောလေးပြောထားရှိတယ်ပေါ့နော်တယောက်ကဖုန်းလာတယ်သူ့ကိုလည်းကိုကဖုန်းဆက်မယ်လို့စဉ်းစားထားတဲ့အခြေအနေမျိုးပေါ့ငါအခုပဲနင့်ကိုဖုန်းဆက်တော့မလို့ငါအခုပဲဖုန်းခေါ်တော့မလို့အဲ့လိုပုံစံမျိုးပြောချင်တာဆိုရင်လေဒီ pattern ကိုသုံးပြီးပြောလို့ရပါတယ်ဘယ်လိုပြောမလဲ I'm about to call you အဲ့လိုမျိုးပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ငါအပြင်ထွက်တော့မလို့ဆိုတာကိုရောဒီ pattern လေးနဲ့ဘယ်လိုပြောမလဲ comment မှာအဖြေလေးဖြေခဲ့ပေးပါဦးနော်အားလုံးလည်းအဆင်ပြေကြပါစေ stay sharp bye bye